ISO ပုံတွေကို dimension တက်ရင်ဒီလိုမျိုးဆောင်းပါတယ်အဲ့ကိုတက်အောင်ဘလို့ပြန်ရမလဲဆိုတော့ကိုဒီဗီဒီယိုမှာကြည့်ရမှာဖြစ်ပါတယ် dimension တက်ဖို့ရအတွက်ခါတိုင်းသုံးနေကြမြင်းဆောင်အတွက်ဆိုရင် DAL ကိုသုံးမယ် DAL ရေးမယ် enter နေပြီးတော့ first point click second point click သူ့ရဲ့ dimension ကိုကြည့်လိုက်တဲ့အခါမှာ dimension line ရော text ရော object နဲ့အညီမဖြစ်ပဲဆောင်းနေတာကိုတွေ့ရပါတယ်ဒါကိုလှည့်ဖို့ရအတွက် dimension line ကိုလှည့်ဖို့ရအတွက် dimension edit ကိုသုံးပြီးတော့သူ့ရဲ့ text ကိုလှည့်ဖို့ရအတွက် text style နဲ့တွားပြင်ရမှာဖြစ်ပါတယ် dimension line ကိုလှည့်ဖို့ရအတွက် dimension edit ရဲ့ shortcut ဖြစ်တဲ့ DIMED ကိုရေးမယ် DIMED ရေးပြီးတော့ enter နှိပ်မယ်ပေးထားတဲ့ option ထဲကနေပြီးတော့ oblique ကိုရွေးမယ် oblique ကိုရွေးပြီးရင်ပြင်မဲ့ object ကို select သွားလုပ်မယ်ကိုယ့်ရဲ့ dimension line ကို30 degree line နဲ့အညီထားချင်တာမလို့ oblique angle မှာ30 degree ထည့်မယ် enter နှိပ်လိုက်ရင်ဒီလိုမျိုးလှည့်သွားတာဖြစ်ပါတယ်ကျန်တာကိုဆက်လုပ်ဖို့ရအတွက် enter ထပ်နှိပ်မယ် oblique ကိုရွေးမယ် select object လုပ်ပြီးတော့ခုတစ်ခါကျတော့90 degree line နဲ့အညီထားချင်တာမလို့ oblique angle ကို90 degree ထည့်မယ်90ထည့်မယ် enter နှိပ်မယ်ဒီလိုမျိုးအောက်ရောက်နေရင်ဒီလိုမျိုးလေးအပေါ်ကိုတက်လို့ရပါတယ်ပြင်လို့ရပါတယ် text ကိုပြင်ဖို့ရအတွက် text style သွားမယ် SD shortcut SD ရေးမယ် enter နှိပ်ပြီးတော့ text style ကို -30 degree နဲ့30 degree လှည့်ရတဲ့ text style အသစ်တွေဖွင့်မယ် style name new နှိပ်ပြီးတော့ name ကိုကြတော့ကိုကြိုက်တာထားလို့ရတယ်-30 degree ပဲထားမယ် okay နှိပ်ပြီးတော့အတိကအရေးကြီးတာက oblique angle ကိုပြောင်းဖို့ရဖြစ်ပါတယ်ခုက -30 မလို့ -30 ရေးမယ် apply လုပ်မယ်နောက်ထပ်အသစ်နောက်တစ်ခုလုပ်မယ်30 degree အတွက်လုပ်မယ်နာမည်ကိုဘယ်လိုပေးရတယ် oblique angle ကိုပြောင်းဖို့ရသည်အဓိကဖြစ်ပါတယ်30 degree ထည့်မယ် apply လုပ်ပြီးတော့ close လုပ်လို့ရပါပြီပြီးရင်ပြင်ဖို့ရအတွက် properties box ဖွင့်မယ် BRO ရေးပြီးတော့ enter နှိပ်လိုက်တဲ့အခါကျရင် properties box ဖွင့်လာမှာဖြစ်ပါတယ်ပြင်ချင်တဲ့ text တွေကို click နှိပ်မယ် properties box က text ရဲ့အောက်နားမှာ text style ဆိုတာလည်းရှိပါတယ်အဲ့ဒီ B ကဘောင်ကို click နှိပ်လိုက်ရင်အထက်ကိုဘောင်ထဲကို click နှိပ်လိုက်ရင် drop down arrow ပေါ်လာမှာဖြစ်ပါတယ်အဲ့ဒီ drop down arrow ကိုနှိပ်ပြီးတော့အထက်က -30 degree ကိုရွေးလိုက်မယ်ဆိုရင်ဒီလိုမျိုး text ကလည်းတက်သွားမှာဖြစ်ပါတယ်ကျန်တဲ့ဟာကိုလည်းဆက်ပြင်မယ်ဒီတစ်ခေါက် text အတွက်ကျတော့30 degree ထားမယ်ဒီဘက်က text အတွက်နောက်ဆုံး text အတွက်က -30 degree ထားမယ်ထားပြီးတော့ပြင်မယ်ဒီလိုမျိုး ISO dimension တွေကိုတက်လို့ရတာဖြစ်ပါတယ်